ကိုဘွားကိုတိဆောက်ပါကိုပေါ်ကောင်းတဲ့သူကိုရှာနေမိရထက်ကိုကောင်းအောင်အရင်ဆုံးတိဆောက်လိုက်တာကပိုသေးချပါတယ်ဒီနေ့ခေတ်ပေါင်းသင်းဆက်ဆံရေးတွေမှာလူတွေဟာတယောက်ရဲ့အကောင်းဆုံးကိုတယောက်ကမျှော်လင့်တတ်ကြတယ်ကြိုပြီးလဲစိတ်ကူးယဉ်ထားတတ်တယ်ဘလို့လူမျိုးနဲ့တွေ့ကျင်တယ်ဘလို့ချစ်သူဘလို့မိတ်ဆွေဘလို့လက်တွဲပေါ်ဘလို့လှုပ်ဖို့ကိုင်ဘက်နဲ့တွေ့ကျင်တယ်ဆိုပြီးတော့ပေါ့ကိုပျော်ရွှင်စေမဲ့သူရိုးသားပြီးယုံကြည်စိတ်ချမဲ့သူနဲ့တွေ့ကျင်ကြတာတဘာဝပါပဲငယ်စဉ်ကကြည့်ခဲ့တဲ့ရုပ်ရှင်တွေနာမည်ကြီးဇလန်းတွေကနေအားကြအတူယူစိတ်နဲ့အဲ့လိုဖြစ်ချင်လိုက်တာဆိုတာမျိုးတွေရှိတတ်ကြပါတယ်ပုံမြင်တွေကရွှေမင်းသားလေးဒဏ္ဍာရီတွေကမိခလာနဲ့သမီးလေးစသဖြင့်ပေါ့ကို့အနားမှာရှိနေမဲ့သူဟာကို့ဘဝတစ်ခုလုံးကိုနှွေးထွေးလုံခြုံအောင်အပြည့်အဝစောင့်ရှောက်ပေးသွားမယ်လို့မျှော်လင့်တတ်ကြပါတယ်။ဒါပေမဲ့ဒီလိုမျိုးတွေကိုမျှော်လင့်ရင်တကယ်လက်တွေ့မှာဖြစ်မလာတဲ့အခါနောက်ဆုံးမှာစိတ်ပြတ်မှုတွေနဲ့ကြုံရတတ်ပါတယ်။ဘလို့လူနဲ့တွေ့ကျင်တယ်လဲထက်ကိုယ်တိုင်ဘလို့လူဖြစ်ချင်တယ်လဲဆိုတာပိုအရေးကြီးတယ်။ The best way to attract the right people is to first become the right person. မှန်ကန်တဲ့လူတွေကိုဆွဲဆောင်ဖို့အတွက်ကိုအရင်မှန်ကန်အောင်လုပ်ပါလူမှုဆက်ဆံရေးတွေမှာတခြားလူတွေကကိုယ့်ပေါ်ဘလို့ဆက်ဆံတယ်လဲဆိုတာဟာကိုဟာဘလို့လူဖြစ်တယ်လဲပေါ်မူတည်နေပါတယ်ကိုဟာအရင် smart ဖြစ်တဲ့သူနဲ့တွဲချင်ရင်ကိုယ်တိုင်က smart ဖြစ်နေရမှာပါ right person ကိုရှာချင်ရင်ကိုယ်တိုင်က right person ဖြစ်နေပါစီကိုမှာဘာအရေးချင်းမှမရှိပဲတိတ်ကိုအရေးချင်းပြေးွားရဲ့သူမျိုးနဲ့တွေ့ကျင်တယ်လို့မျှော်လင့်မိတဲ့အခါကိုမျှော်လင့်ချက်ကမဖြစ်နိုင်စရာတစ်ခုဖြစ်သွားနိုင်ပါတယ်တခြားလူတွေကိုဘလို့ဖြစ်စေချင်လဲဆိုပြီးမျှော်လင့်တာထက်ကိုကဘလို့လူမျိုးဖြစ်ချင်တာလဲဆိုတာကပိုအရေးကြီးပါတယ်ကိုတန်မိုးထားပြီးတိုးတက်ကြောင်းတွေကိုလှုပ်ဆောင်သွားရင်လူကောင်းသူကောင်းတွေနဲ့တွေ့ဆုံရဖို့အလားအလာပိုများပါတယ်ဒီတော့ကောင်းတဲ့ပတ်ဝန်းကျင်တွေကောင်းတဲ့လူတွေနဲ့အတူတူရှိကျင်နေဆိုရင်အရင်ဆုံးကိုအဲ့လိုပုံစံမျိုးဖြစ်လာအောင်တိဆောက်ဖို့လိုပါတယ်အဲ့လိုဖြစ်ဖို့ကို့မှာလိုအပ်ချက်တွေရှိနေသေးတယ်ဆိုရင်လည်းအားမငယ်ပါနဲ့ဖုံးကွယ်မထားပါနဲ့တဖြည်းဖြည်းချင်းစီတိဆောက်သွားလို့ရပါတယ်ကိုသိအောင်လုပ်ပါ know yourself first ကိုဘလို့လူဖြစ်ချင်တယ်လဲဆိုတာသေချာသိရမယ်။ဒါကြောင့်ကိုရဲ့အားနည်းချက်တွေအားသာချက်တွေကိုသေချာနားလည်ဖို့လိုပါတယ်။ကိုပျော်ရွှင်တဲ့အနေအထားကိုအရင်ဆုံးတိဆောက်ပြီးမှအခြားသူကိုလည်းပျော်ရွှင်စေဖို့အတွက်အသင့်အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ကိုစိတ်ရှည်စွာတိဆောက်ပါ။ Be yourself with patience ဘလို့လူဖြစ်ချင်တယ်လဲဆိုတာသိပြီဆိုရင်အဲ့ဒါအတွက်တဖြည်းဖြည်းတိဆောက်ဖို့စီစဉ်ရပါမယ်အခုရေရင်းတူအခုရေကြီးတောက်တော့လုံးဝမရပါဘူးဘယ်ရာကိုမဆိုအချိန်ခဏလေးနဲ့အကောင်းဆုံးရလက်ကိုမရနိုင်ဘူးဆိုတာသေချာနားလည်ထားဖို့လိုပါတယ်ကိုလိုပုံစံတူတွေ့လာရမယ် You will attract like-minded peopleမိုးဆိုးနာနီမိုးဆိုးတန်ငါနာနီတန်ငါဆိုတဲ့စကားတစ်ခုရှိတယ်လူတွေဟာတူရစုကြတယ်တော်တဲ့လူမျိုးနဲ့တွေ့ကျင်နေဆိုရင်ကိုယ်တိုင်လဲတော်နေဖို့အရေးကြီးပါတယ်ကိုကတန်မိုးရှိလာရင်ကို့အနားမှာကိုနဲ့ထိုက်တန်တဲ့သူတွေရောက်လာကြမှာတဘာဝပါပဲကိုတိဆောက်နေချိန်မှာပဲဖြစ်ဖြစ်တိဆောက်ပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုပတ်ဝန်းကျင်ထဲမှာကိုလိုပုံစံတူတွေဖြစ်ဖြစ်ချင်းတွေ့လာပါလိမ့်မယ်ကိုဖြစ်ချင်တဲ့ပုံစံမျိုးကိုကိုယ်တိုင်ဖန်တီးမယ်ဆိုရင်ကိုလိုချင်တဲ့လူမျိုးတွေနဲ့အတူဖြတ်တန်းရမှာပါဒါကြောင့်ကိုတွေ့ချင်တဲ့လူလိုပဲကိုတိဆောက်ပါ You attract what you are so become what you seek be the person you want to meet တိုင်ငယ်စီတဲ့ရုပ်ဝင်းတွေကိုမရှောင်ပါနဲ့တိုင်ငယ်စီတဲ့ရုပ်ဝင်းတွေကိုရှောင်ပါဆိုပြီးပြောလို့ရှိကြတယ်ဒါပေမဲ့အဲ့ဒီစကားဟာတိုင်ငယ်ချင်းကိုကင်းပြောက်စေနိုင်ဖို့အဖြစ်တစ်ခုတော့မဟုတ်ဘူးတေချာစဉ်းစားကြည့်ပါတိုင်ငယ်စီရဲ့လူတွေနေရာတွေကိုရှောင်လိုက်လို့လဲတိုင်ငယ်မှုကပျောက်သွားမှာမဟုတ်ဘူးအကြောင်းတစ်ခုတိုက်ဆိုင်နိုင်ပြန်ပေါ်လာအောင်မှာပါပဲကိုတိုင်ငယ်စီရဲ့လူတွေနေရာတွေရုပ်ဝင်းတွေကိုရှောင်နေမယ်ဆိုရင်တက်လုံးလူရောတူးလို့ရမှာမဟုတ်ပါဘူးအငုံစိတ်နဲ့အတူဘယ်နေရာကိုမှဝင်မဆန်ပဲအထီးကျန်ဆန်သွားရပါလိမ့်မယ်တကယ်တမ်းတော့တိုင်ငယ်စီတဲ့ရုပ်ဝင်းတွေကိုရှောင်ရမှာမဟုတ်ပဲကိုယ့်ရဲ့တိုင်ငယ်စိတ်တွေလျော်နှဲသွားအောင်ကိုသာကြိုးစားရမှာဖြစ်ပါတယ်စိတ်ပညာသဘောအရပြောရရင်တိုင်ငံမှုဆိုတဲ့ inferiority ဟာလူတိုင်းမှာအနည်းနဲ့အများတော့ရှိတတ်ကြစမြဲပါတခါတလေတိုင်ငယ်တဲ့အတွေးတွေဝင်လာခဲ့ရင်ဒါဟာပုံမှန်ပါပဲ
ဒါပေမဲ့ကိုယ့်ရဲ့တည်ငြိမ်မှုဟာကိုယ့်အတွက်နေရတာအဆင်မပြေဖြစ်လောက်အောင်အချိန်တိုင်းနှီးပါဖြစ်နေမယ်ကိုယ့်ရဲ့အလုပ်တွေလူမှုဆက်ဆံရေးတွေကိုပါထိခိုက်လာမယ်ဆိုရင်တော့တည်ငြိမ်စိတ်အငုံစိတ်ကိုကင်တွယ်နိုင်ဖို့လိုနေပါပြီဒါပေမဲ့ကိုယ့်ရဲ့တည်ငြိမ်မှုဟာကိုယ့်အတွက်နေရတာအဆင်မပြေဖြစ်လောက်အောင်အချိန်တိုင်းနှီးပါဖြစ်နေမယ်ကိုယ့်ရဲ့အလုပ်တွေလူမှုဆက်ဆံရေးတွေကိုပါထိခိုက်လာမယ်ဆိုရင်တော့တည်ငြိမ်စိတ်အငုံစိတ်ကိုကင်တွယ်နိုင်ဖို့လိုနေပါပြီအငုံစိတ်ဆိုတာစိတ်ပုစိတ်ယုံနဲ့သူများအဆင်ပြေပျော်ရွှင်နေတာကိုဖျက်လို့ဖျက်စီးလုပ်ချင်တာမဟုတ်ပါဘူးသူများနဲ့နှိုင်းယှဉ်ပြီးတော့ကိုအားငယ်မိတဲ့တိမ်ငယ်မိတဲ့စိတ်ကလေးတစ်ခုရဲ့ပါကိုကအိမ်အောင်ဘက်နဲ့ကွာရှင်းထားတယ်ကိုသားသမီးကိုတယောက်တည်းစောက်ရှောက်နေရတယ်။ကျောင်းပို့ကျောင်းကြိုလဲကိုပဲလုပ်ရတယ်။အပြင်သွားတိုင်းကိုမျက်စိရှိမှပျော်ရွှင်နေတဲ့မိသားစုလေးတွေတွေ့ရင်ဝမ်းနည်းသွားမိရဲ့။အားငယ်သွားမိရဲ့။ကိုတိမ်ငယ်သွားမိတယ်။ကိုကအလုပ်ပြုတ်နေတယ်။ကိုတငယ်ချင်းကကုမ္ပဏီတစ်ခုမှာယာရုအမြင့်နဲ့အဆင်ပြေနေတာကိုကြားရတဲ့အခါမှာကိုအသုံးမကျဘူးလို့အပြစ်တင်မိတယ်။သူများတွေလက်ထက်ကုန်ကြပြီ။ကိုမှအခြေရေးကအခုထိကန်ဆိုးစေလူရွေးမှန်တယ်ဆိုတဲ့ post တွေမြင်ရင် congratulation လို့သာပြောနေရပေမဲ့ရင်ထဲမှာမပြောနိုင်တော့ဘူးကိုချစ်သူကတခြားကောင်မလေးချောလေးတွေနဲ့ post ကိုအသေးပေးထားတယ်သူကတော့ဘာညာရင်မဟုတ်ဘူးဒီတိုင်းမျက်စိရှိမှပေါ်လာလို့အသေးပေးလိုက်တာကိုမှတော့တငယ်စိတ်တွေဝင်သွားရပြီကောင်မလေးတွေကငယ်တာကိုငါ့ကိုများထားခဲ့ပြီးသူများနောက်ပါသွားတော့မလားငါ့ကိုစိတ်ကုန်နေပြီးအသက်ရှာခြင်းနေပြီးထင်ပါတယ်စိတ်ကုန်မှာပေါ့ငါကရုပ်ဆိုးတာကိုသူတို့လောက်မှမလှတာအဲ့လိုတတိတတန်းကြီးတွေးပြလိုက်မိပြီးဒါလဲအငုံစိတ်ကြောင်ပါပဲငါဟာသူ့လောက်မှမလှပါလားငါဟာသူ့လောက်မှမတော်ပါလားသူ့လောက်မှကံမကောင်းပါလားသူ့လောက်မှအချစ်မခံရပါလားလို့တွေးတယ်သူများတွေရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့ကိုကြမှာဘာလို့အဲ့လိုမဖြစ်ရတာလဲဆိုပြီးမချင်မရဲဖြစ်မိတယ်အငုံစိတ်တွေရဲ့မြဖြားခံမှုဟာကျမတို့ရဲ့ငယ်ဘဝတွေကစတင်ပါတယ်။ childhood experience ကလေးဘဝဖြတ်သန်းမှုအတွေ့အကြုံတွေမှာမိသားစုရဲ့အပြစ်တင်ခြင်းကိုအမြဲခံခဲ့ရတာကိုအတိအမှတ်ပြုမခံခဲ့ရတာသူများနဲ့ကိုအမြဲနှိုင်းယှဉ်ဆက်ဆံခံခဲ့ရတာကိုရွေးချယ်ခွင့်မပေးတာထိမ့်ချုပ်လွန်းတာလှောင်ပြောင်စနောက်ခံခဲ့ရတာအကြမ်းဖက်ခံခဲ့ရတာနှိမ်ချခွဲခြားဆက်ဆံခံရတာတွေကအငုံစိတ်ကိုဖြစ်ပေါ်လာစေတဲ့အကြောင်းတရားတွေဖြစ်ပါတယ်။ခလေးဘဝကစတဲ့အကြောင်းရင်းတွေကြောင့်အငုံစိတ်ဖြစ်ပေါ်လာရတယ်လို့အသက်အရွယ်ရလာတဲ့အခါမှာလဲစီးပွားရေးနဲ့ပေါင်းသင်းဆက်ဆံရေးတွေကြောင့်လဲအငုံစိတ်ဟာဖြစ်ပေါ်လာရပါတယ်။ကိုမျှော်လင့်ထားသလောက်မဖြစ်တာကိုဖြစ်ချင်လွန်းတဲ့ဆန္ဒမပြေဝတာအဆင်မပြေတာဝင်ငွေမကောင်းတာတငယ်ချင်းတွေကြားထဲမှာကိုကငွေရေးကြေးရေးအဆင်မပြေဆုံးဖြစ်နေတာကိုချစ်သူကကိုထက်သာနေတာစတာတွေကြောင့်လဲဖြစ်လာရတာမျိုးပါအဲ့လိုအငုံစိတ်ရှိတဲ့အခါကိုယုံကြည်မှုကျဆင်းလာတယ်ကိုချီးကျူးစကားပြောဆိုရင်မြောက်နေတာပဲဆိုပြီးကိုတော်တယ်မထင်တော့တဲ့အထိသိငယ်လာမယ်အသိအဖွဲ့တွေကိုရှောင်တက်လာမယ်လူတွေကြားထဲမသွားကျင်တာမျိုးဖြစ်လာမယ်သိငယ်ရတဲ့ရဝင်းတွေကိုရှောင်ဖယ်လာမယ်ပေါ့အဲ့ဒီအခါမှာပေါင်းသင်းဆက်ဆံရေးလည်းထိခိုက်လာမယ်အလုပ်တွေလည်းထိခိုက်လာမယ်စိတ်ကျန်းမာရေးလည်းထိခိုက်လာမယ်အငုံစိတ်တွေကိုလျှော့ချနိုင်ဖို့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်တိမ်ငယ်စေတဲ့ရဝင်းတွေကိုရင်ဆိုင်မှာ face the environment that make you feel inferior အဲ့လိုတိမ်ငယ်မှုကနေကင်းလွတ်ဖို့ဆိုရင်ကိုတိမ်ငယ်စေတဲ့ရဝင်းတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အစွမ်းစာရေးအရေးချင်းတွေကိုအသုံးချပြီးရင်ဆိုင်နိုင်စွမ်းကိုမြင့်တင်ပါကိုယ့်ရဲ့အားသာချက်တွေကိုပိုကောင်းတဲ့ကောင်းအောင်ကြိုးစားပါဒါမှသာကိုယုံကြည်မှုတွေခွန်အားတတိတွေရှိလာမှာဖြစ်ပါတယ်ရှောင်ပြေးခြင်းကအဖြေမဟုတ်ပါဘူးရင်ဆိုင်ခြင်းကအဖြေပါရှောင်ပြေးနေသည်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူးကိုကတစုံတရာကိုကြောက်နေတယ်တိမ်ငယ်နေတယ်ဆိုရင်အဲ့ဒီအရာကိုရင်ဆိုင်နိုင်လောက်တဲ့အထိမိမိရဲ့စွမ်းအင်တွေကိုဖြည့်တင်းနေဖို့လိုအပ်ပါတယ်ကိုကြောက်တဲ့အရာတွေကိုရင်ဆိုင်ခြင်းကသာအဆုံးစွန်သောလွတ်မြောက်မှုကိုရစေနိုင်ပါလိမ့်မယ်မိမိရဲ့ကိုယ်ပိုင်ကိစ္စအရွယ်ရောက်ပြီးသူတယောက်အိမ်အောင်မပြုရခြင်းမှာအကြောင်းမျိုးမျိုးရှိနိုင်ပါတယ်ဖော်ပြလို့ရတဲ့အကြောင်းတွေရှိတယ်လို့ဖော်ပြလို့မရတဲ့အကြောင်းရင်းတွေလည်းရှိကြမှာပါပဲအဲ့ဒါဟာကာယကံရှင်နဲ့သက်ဆိုင်ပါတယ်ဘယ်သူမှဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိပါဘူး
အိမ်အောင်မပြုသေးတဲ့သူတွေကိုအိမ်အောင်မရှိတာမတင်တယ်ဘူးဆိုတဲ့အရင်ခေတ်ကအယူအဆမျိုးတွေနဲ့အပြူကြီးဘရော့စားမှလည်းဝါကျွတ်တော့မယ်နော်ငါပြောတော့ကောင်းအိပ်ရတော့မယ်စသဖြင့်အစနောက်ကြတဲ့သူတွေရှိရဲ့မစွန်တော့တဲ့ပုံစံမျိုးနဲ့နှိမ်ချပြောဆိုတတ်ကြတယ်တကယ်ဆိုအိမ်အောင်ပြုခြင်းမပြုခြင်းဟာလူတဦးတစ်ယောက်ချင်းစီအတွက်မတူညီတဲ့အကြောင်းရင်းတွေအများကြီးရှိကြမှာပါပဲညာနာစဉ်းစားမိတဲ့လောက်ပြောကြည့်ပါမယ်လွတ်လပ်စွာနေခြင်းလို့အိမ်အောင်မပြုသေးတဲ့သူတွေကိုတချို့တွေကမစွန်လို့ယူမဲ့သူမရှိလို့ဆိုပြီးပြောတတ်ကြတယ်တချို့တွေကမစွန်လို့မဟုတ်ဘူးရုပ်ရည်လည်းရှိရဲ့ဝေမရှာနိုင်လို့လည်းမဟုတ်ဘူးစီးပွားရေးလည်းကောင်းတယ်ယူမယ်ဆိုရင်ချက်ချင်းရနိုင်တဲ့အနေအထားမှာရှိရဲ့သို့တော့အပူမရှာခြင်းသေးလို့အေးအေးစစ်စစ်နေနေတယ်ကိုဘဝကိုလည်းကျဉ်နဲ့နေတယ်အမိခိုလည်းမလိုဘူးတယောက်တည်းပဲနေခြင်းသေးလို့အိမ်အောင်မပြုသေးသူတွေလည်းရှိပါတယ်ကိုယ့်ရဲ့လိန်စိတ်ခံယူမှုကြောင့်ကိုယ့်ရဲ့လိန်စိတ်ခံယူမှုကဘယ်လိုလဲဆိုတာမသေးကြဘူးတော့ကြအိမ်အောင်ရသားကြပြီးတော့မှကိုတိလာရင်ပြင်ရခတ်တယ်ဒါမှမဟုတ်ကိုလည်းတေချာတိတယ်စိမ့်ဆက် marriage ပဲလိုချင်တယ်ဒါပေမဲ့အခုလက်ရှိနေတဲ့နိုင်ငံကခွင့်မပြုဘူးကာချာရလက်မခံဘူးဒါကြောင့်ယူလို့မရအမျိုးတွေလည်းရှိရဲ့အဲ့လိုမျိုးမျိုးတစ်သက်လုံးအိမ်အောင်ပြုမသွားတဲ့သူတွေအများကြီးပါပဲမိသားစုကိုငဲ့ညာနေရလို့တချို့ကြတော့မိသားစုမှာဥဆောင်နေရတယ်တာဝန်တွေခေါင်းပေါ်ရွက်ထားရတယ်မောင်နှမအငယ်တွေကိုညှတာနေရတယ်မိဘကိုလှုပ်ကျွေးနေရတယ်အဲ့တော့အိမ်အောင်ရေးကိုမစင်စားရဘူးကို့အတွက်ကိုမကြည့်ရဘူးမိသားစုကကို့ဘဝအရေးကြီးဆုံးကိုအိမ်အောင်ပြုလိုက်လို့မိဘကိုပြန်မကြည့်နိုင်တော့မှဆိုးတယ်တားမိုက်သမီးမိုက်အဖြစ်မခံနိုင်ဘူးဒါကြောင့်အိမ်အောင်ရေးထက်မိသားစုကိုဦးစားပေးခဲ့ပြီးအိမ်အောင်မပြုဘဲနေသူတွေလည်းရှိတယ်နှစ်ယောက်တစ်ဘဝမတိဆောက်ရဲလို့တချို့ကအိမ်အောင်ပြုတော့ပြုချင်တယ်ဒါပေမဲ့မယုံရဲဘူးယူပြီးမှအချိုးပြောင်းသွားမှကြောက်တယ်ခလေးတွေတို့လိုတွဲလောက်နဲ့ရုန်းကန်ရမှဆိုးတယ်အစင်မပြေသေးတဲ့ဘဝမှာနှစ်ယောက်တစ်ဘဝထူထောင်ဖို့အရေးမစွန့်ရဲဘူးနှစ်ကိုယ်တူတဲကိုပြက်မှာထမရည်တူမရနိုင်ဘူးခလေးမွေးလာရင်လည်းခလေးကိုပြည့်ပြည့်စုံစုံထားနိုင်ခြင်းနဲ့အကောင်းဆုံးအရာတွေကိုပေးခြင်းနဲ့အဲ့လိုအခြေအနေရောက်ဖို့ကြိုးစားရင်းနဲ့အိမ်အောင်မပြုတ်ပြစ်သေးတဲ့သူတွေလည်းရှိပါတယ်အိမ်အောင်ရေးကိုအယုံကြည်မရှိလို့ broken family ကနေကြီးပြင်းလာခဲ့တယ်အဖေနဲ့အမေလိုမျိုးကွဲမှကြောက်တယ်ချစ်တော့ချစ်တယ်ဒါပေမဲ့သူလည်းသူ့ဟာသူလွတ်လပ်နေကိုလည်းကိုယ့်ဘာသာကိုလွတ်လပ်နေမယ်အိမ်အောင်ရေးကိုအယုံကြည်မရှိဘူးလက်ထက်တာဘာကောင်းချိုးရှိလဲအိမ်အောင်ကြပြီးသွားရင်အချစ်ဆုံးသူတွေလည်းမုန်းသွားကြတာပဲမျက်နှာကိုမမြင်ချင်တော့လောက်အောင်ဖြစ်သွားတတ်ကြတာပဲနောက်ဆုံးမှာခွဲခွာခြင်းတွေနဲ့အဆုံးသတ်သွားကြတာပဲအဲ့လိုအယူဆမျိုးနဲ့လက်ထက်ရမှာကိုကြောက်တဲ့သူတွေလည်းရှိတယ်ဖူးစာရှင်ကိုမတွေ့သေးလို့ကိုယ့်ရဲ့နံရိုးတစ်ချမ်းကိုယ့်ရဲ့ right person ကိုယ့်ရဲ့ဖူးစာဘက်ဆိုတာရှိတယ်ကိုယ်နဲ့ထိုက်တန်တဲ့သူက right တိုင်းရောက်ရင်ပေါ်လာမှာပဲဆိုတဲ့ယုံကြည်ချက်မျိုးနဲ့စောင့်စားနေခဲ့တယ်ဖူးစာပါရင်အချိန်မရွေးအသက်အရွယ်မရွေးစုံစည်းရတာပါပဲအဲ့လိုကိုယ့်ရဲ့ဖူးစာရှင်ကိုစောင့်စားနေပြီးအိမ်အောင်မပြုတ်သေးတဲ့သူတွေလည်းအများကြီးရှိကြပါတယ်ပြောချင်တာကလူတိုင်းဟာကိုယ့်ရဲ့အခြေအနေကိုယ်ခံယူချက်ကိုယ့်ဘဝနဲ့ကိုယ်ပါအိမ်အောင်မပြုခြင်းပြုခြင်းကိစ္စကသူ့ရွေးချယ်မှုနဲ့သူပါပဲပတ်ဝန်းကျင်ကတင်ကြွေးထားရတာလည်းမဟုတ်ပါဘူးဘာဖြစ်လို့များသူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုမယူသေးဘူးလားတကိုယ်ရဲ့အပြူကြီးပဲလုံးမာလားစသဖြင့်မေးခွန်းတွေထုတ်နေကြမှာလဲနော်အရွယ်ရောက်ပြီးသူတယောက်အနေနဲ့အိမ်အောင်ပြုခြင်းမပြုခြင်းသူ့ရဲ့တကိုယ်ရေးဖြစ်တည်မှုခံယူမှုရွေးချယ်မှုဒါတွေအားလုံးဟာသူ့ရဲ့ပတ်စင်နဲ့သူ့ရဲ့ဘဝသာဖြစ်ပါတယ်မေးခွန်းတွေမထုတ်ဝေဖန်တာတွေမလုပ်ဘဲနားလည်ပေးတတ်ဖို့လိုပါတယ်ဒါဟာလူချင်းထားရမယ့်ယဉ်ကျေးမှုတစ်ရက်လည်းဖြစ်ပါတယ်